Adobe Premiere Pro version နဲ့မှာ internet ဖုန်းလိုက်တာနဲ့ဒီလိုမျိုးဆက်ပြီးသုံးလို့မရတော့တဲ့ error တွေဖြစ်နေပါတယ်ဒီ error ကိုအလွယ်တကူကျွန်တော်တို့တူဖြေရှင်းကြည့်ကြရအောင်ပါအားလုံးပဲမင်္ဂလာပါကိုဖြိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ID နဲ့ YouTube monetization နဲ့ပတ်သက်တဲ့ knowledge တွေသိချင်တယ်ဆိုရင်တော့ကျွန်တော် channel လေးကနေမျှဝေပေးနေပါတယ်ဗျပထမဆုံးကျွန်တော်တို့ Windows search bar မှာ Windows Definer Firewall ဆိုတာလေးရိုက်ရှာလိုက်ပါဒီကောင်လေးပါပြီးလို့ရှိရင်အဲ့ဒီကောင်လေးကိုနှိပ်မယ်ပြီးတော့ဒီဘက်က advanced setting ကိုနှိပ်ပါအဲ့ဒီမှာ inbound rule ရယ် outbound rule ဆိုမှနှစ်မျိုးရှိပါတယ် rule ပေါ့နော်အဲ့တော့ inbound rule ကိုအရင်သွားမယ်ပြီးလို့ရှိရင် new file ဒီဘက်က new rule ပေါ့နော်ပထမဆုံး inbound rule ကိုနှိပ်မယ်ပြီးရင်ဒီဘက်က new rule ကိုနှိပ်မယ်ပြီးတော့program ကိုရွေးထားပါပြီးရင် next နှိပ်ပါအဲ့ဒီမှာ this program path ဆိုတဲ့နေရာမှာဒီဘက်က browse ဆိုတာလေးနှိပ်ပြီးတော့ကိုက Adobe Premiere Pro ဆိုလို့ရှိရင် Adobe Premiere Pro ရှိတဲ့စီကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်စီခန်းထဲမှာပါအဲ့စီခန်းထဲကိုတစ်ချက်နှိပ်မယ်ပြီးတော့ program file ပေါ့နော်86မဟုတ်ပါဘူးရိုးရိုး program file မှာအဲ့ဒါကိုနှိပ်မယ်ပြီးတာနဲ့ကျွန်တော်တို့ Adobe ဆိုတဲ့တဲ့ကိုဆက်ရွေးမယ်အဲ့ဒီမှာ Adobe Premiere Pro 2025ဆိုတဲ့ file လေးရှိပါတယ်အဲ့ဒီကောင်လေးကိုထပ်ပြီးတော့ open နှိပ်ပြီးသွားပါအဲ့တော့ဒီထဲမှာထပ်ပြီးတော့ဒီမှာ Premiere Pro ဆိုတဲ့ application တွေရောက်အောင်သွားမှာဖြစ်ပါတယ်အဲ့တော့ open ကိုနှိပ်မယ်ဒါဆိုရင်ဒီလိုလေးကြာလာမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာ next ကိုသွားမယ်ပြီးရင်ဒီမှာ block the connection ဆိုလေးနှိပ်မယ်ပြီးရင် next နှိပ်မယ် next ပါပဲဒီနေရာမှာကိုယ့်ရဲ့နာမည်လေးဖိုင်နာမည်လေးပေးခဲ့ပါပြန်ဖြေလို့ရချင်တဲ့အခါလွယ်ပါတယ်ဒီမှာကျွန်တော်ကတော့ဒါလေးပဲပေးလိုက်ပါမယ်ပြီးရင် finish ဒါဆိုပြီးတော့ပါပြီနောက်တစ်ဆင့်အနေနဲ့ဘာထပ်လုပ်ရမှာလဲဆိုတော့ outbound rule ကိုထပ်သွားပါပြီးရင် new rule ကိုနှိပ်ပါဒီထဲမှာလည်း program ကိုရွေးမယ်စောနာလိုပဲ next ဒီမှာ this program path နေရာမှာပဲ browse ကိုထပ်နှိပ်ပြီးတော့ခုနကကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့တဲ့ Adobe Premiere Pro ဖြစ်တဲ့ Adobe Premiere Pro ကိုနှိပ်ပြီးတော့ open ကိုနှိပ်ပါပြီးရင် next ကိုထပ်နှိပ်ပါ block connection ကိုနှိပ်ပေးပါ okay နာမည်တစ်ခုထပ်ပေးလိုက်ပါဒီပါပဲဒါဆိုရင်ရပါပြီ okay ပါအခုကျွန်တော်ဒီမှာ internet ဖွင့်ထားပါတယ်ကျွန်တော် Premiere Pro ကိုထပ်ဖွင့်ကြည့်ပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့ပေါ်မလာတော့ပါဘူးဆိုနာက internet ဖွင့်လာတာဖြစ်တဲ့အတွက် internet ကဒီ software ကိုချိတ်ဆက်မိသွားတာနဲ့ဒီလို Adobe company ကတခါတည်း update လုပ်ခိုင်းပါတယ် license ဝယ်ခိုင်းပါတယ်ကျွန်တော်တို့ကတော့ internet ကိုဖြတ်တောက်လိုက်တာဖြစ်ပါတယ်ဒါကြောင့်သုံးလို့ရသွားတာဖြစ်ပါတယ်โอเคကျွန်တော်တခုစမ်းသုံးပြပါမယ်ဒီမှာအကုန်ရပါတယ်အခုလိုမျိုး ID နဲ့ YouTube monetization နဲ့ပတ်သက်လို့သိချင်တာလေးတွေရှိရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျအခုလိုပဲနည်းပညာတွေကိုထပ်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကောင်းသောနေ့လေးဖြစ်ပါစေကျွန်တော်ကိုဖြိုးပါဗျ